ခမည်းတော်ဘဝမှာညာတိုင်းထက်ခါမှတ်နေတတ်တဲ့အိမ်မက်တွေရှိကြလားဝေဝါးလိုက်ပြက်သားလိုက်နဲ့နိုးထဖို့ခက်တဲ့အိမ်မက်မျိုးလေကျွန်တော်မှာတော့အဲ့လိုအိမ်မက်တစ်ခုရှိတယ်မိုးရွာတဲ့ညတွေမှာရောက်လာတတ်တဲ့အိမ်မက်တစ်ခုပဲဆိုပါတော့ကဲယောကျေးဇူးတင်ပါတယ်ပရိုဆရာဒါအဆင့် B ရလို့ပြီးတာနော်နောက်အဆင့် A ရရင်တယောက်1000ရပါ ဟုတ်ကဲ့ပါခင်ဗျာဟိုတယောက်ကဘယ်လိုလေးလဲမသိဘူးချစ်စရာလေကျူရှင်တက်လာတာ9ရက်ရှိပြီ။ဘာတရက်မှလည်းသူစကားပြောမှမမြင်ဘူး။စိတ်ဝင်စားစရာပဲ မင်းရမင်းနေကိစ္စကိုအရင်ဖြတ်ပြီးမှချားကြောက်ဆွေးဝင်စားစမ်းပါ ။ရမင်းရဲ့အေးစေဖြတ်ချင်ပြဆက်ချင်ဆက်အေးစေလုပ်လို့ရတယ် မင်းကိစ္စမင်းနိုင်ပြီးရတယ်အတော့မရနောက်ကျနေမဟုတ်တော့ဆောင်မယ် အေးမပြောသေးဘူးနော်ရှုပ်ချက်တွေတော့မလုပ်နဲ့ ။ဟုတ်ကဲ့ဆရာ ခွင့်ပြုပါအောင်ဆရာအောက်မှာပြုတ်ကျနေရတွေ့လို့
ဟဲ့လာစမ်းမှာဒီမှာလာတိုင်းဒီမှာဘရိန်းမောင်းနေနေရောအေးတယ်အဲ့နောက်မှာပူတယ်လာဒီမှာလာတိုင်း တော်ပါပြီရရန်အေးငါမနေတတ်လို့ မင်းကလည်းရှက်မနေစမ်းပါနဲ့လာဒီမှာလာတိုင်းဟေးငါနာမည်ကအုပ်စိုးဒီကောင်းနာမည်ကကာတောင် ငါမေမြက် နောက်နေ့လေဘာဒီမှာလာဟန်လို့ရရမလားပရင်းပေါင်းနေနေတော့အေးစိနေလို့ရတယ်လေ ရပါတယ် တောက်ချံပေါ်တာဆဲတာဒီမပေါ့လား ရပါရဲ့ဆရာဟိုတည်းလက်ရှိပဲတောင်းလိုက်တော့ကြည့်ပါအောင်ဆရာရဲ့ဒီလောက်လာရဲ့မိုးရေချက်လေးဒီဆောင်ကြည့်ရမှာနှမျောတယ်ဆရာရဲ့ ဆရာဟိုသမီးတစ်ခုလောက်မေးချင်လို့ဆရာသမီးထွေးထားတာနဲ့လည်းမှန်မှန်သိချင်လို့ပါ မေးလေဘာမေးမလို့လဲ ဟိုဆရာဆွဲတဲ့ပုံကလေအတိတ်ပဲရှိတယ်မလား ပကြီးတွေမှာသူ့အတိတ်ပဲနဲ့သူရှိတာပဲလေ ဒါဆိုဆရာဒီကြောက်တဲ့ပုံမှာဆွဲတဲ့ပကြီးလေးရာဆရာအတွက်တည်တံ့ထူကြတဲ့အတိတ်ပဲတစ်ခုရှိနေရမျိုးလားမင်းမြက်လေဆရာတန်းမှာစတက်ခရေကဆရာဆွဲတဲ့ပုံလေးကိုစိတ်ဝင်စားပြီးတော့ခံမှန်းကြည့်နေရဒီကြောက်တဲ့ပုံမှာဆွဲတဲ့ပုံလေးတွေကဆရာတန်းဒါစိတ်ခံစားချက်တွေကိုကုစားပြုတ်ပြီးတော့ဆွဲတာမလားဟိုတစ်ခေါက်ဆိုတဲ့ပုံလေးကကြတော့ဆရာတနေကုန်စိတ်ကြည်နေလို့ဟိုတစ်ခေါက်ဆိုတဲ့တစ်ကလေးပုံလေးကကြတော့ဒါတွေကိုဘလို့သိနေတာလဲ သမီးတော်ကပြောဘူးလို့ပါဆရာရဲ့အရန်ထွေထူတော့မဟုတ်ပါဘူး ဘရိုဆီယာ အေးပြောလေဦးဆိုရင် ဘရိုဆီယာနဲ့မင်းမြတ်နေရရိုးသားရဲ့လား
好，我说，不是要安娜下一把面呢？ မင်းလည်းသိရင်ညာပဲမလားအားနာကြီးအောင်ဆောင်မနေပါနဲ့မင်းမြတ်ကစကားနဲ့ဆရာသူနဲ့ခင်တာကြတော့မှကျွန်တော်တို့နဲ့စကားတွေတိတ်ပြောပြတာမဟုတ်ဘူးဒါမဲ့ဘရူဆန်နဲ့ကြတော့မင်းမြတ်ကအမြဲလို့စကားတွေအများကြီးပြောတယ်အဲ့ဒါဘာတဘောလဲ ဆရာနဲ့မိမြတ်ကဘလို့မှမပတ်သက်ပါဘူးမင်းတို့ဆရာကိုထင်လွဲနေပြီနဲ့တူတယ် အထင်လွဲနေတာဆိုရင်မင်းမြတ်နဲ့ဘရူဆရာဘာလို့လိုရတဲ့ပို့ပြီးရှင်းနေကြရလဲအကြောင်းရင်းကိုကျွန်တော်တို့သိကျင်တယ် 我说， ပြောပြပါဆရာ 我说，我说不是要演那个片那边，不是那面面讲嘛，我们弟弟家讲了新的新嘛我，我弟弟一直没记录下来呗我，不是要表嘛吧？ ကျွန်တော်တို့ပြောပြမှာမလားဘရဆရာဦးရရသွားတယ် တောက်ချာနီမမူတွေတဲတဲ့ချောင်းလာပိုင်းဆိုအလန်းနီတွေ့လေချီကာမူရည်တွေနာဖြာပါသည်ဖြက်လာခဲ့လေခွင်ပြေလေးနဲ့ရင်ငါနေတဲ့အောင်ပင်အေးရဲ့ငေးချီမိချိန်မီငိုလမ်းပါသည်တို့ရဲ့ရှိရှိတော့ငါပုံမီလေးတဲ့မမေယာအားရဲ့တပွဲပွဲကြရဲ့မိုးစလေးအောင်မမေယာလာလိုက်တာစံရွယ်လေးများညတာစွာကြတာကိုလုံးဆိုရှဲလို့တော့ချောင်းနေဖွင့်ရင်ပန်းနေဖွင့်ပြီးရှောင်းလာခဲ့စိမ်ပန်းနေလေးစီချောင်းထဲရုပ်ခုံလေးရာထိချမ်းပြီးခေါင်းရုပ်ထင်ခဲ့တဲ့စကူလေးရဲ့ရေးချထားတာမင်းနာမည်လေးနဲ့တဲတဲမဲမဲမိုးနဲ့လမ်းရသည်တို့ရဲ့ရှိရှိတော့ငါပုံမြင်လေးတွေမမင်းဟာဘန်ခတ်ပါစီလေးတစ်ချောင်းနဲ့ဆောင်းနေမိခဲ့တာကတည်းကလမ်းထမပြူရောင်ပိတ်စားအဖြူရောင်စလာအခါရသွားလေခုဒီလာနောက်ကျလာ ਈ လားကိုဆရာဟမ်ပြောပါဦးဒီတစ်ခေါက်အသေးကွဲမဲ့သူကဘယ်သူဖြစ်သွားပြန် အဲ့ဒါတူတော့မတူတော့ဘူးကွာနည်းနည်းတော့ကွာသွားတယ် ကော်သွားပြန်ပြီ ဟုတ်တယ်သူကထူးခြားတယ်မသူနဲ့တွေ့တော့မှပဲစိုက်ပိုင်တော့ရေးတက်လာပြီ အဲ့တော့မင်းနဲ့သူနဲ့ဆင်ရကူဘယ်ထိရောက် ငါတို့တွေစမွေးအကြောင်းစကားဆွေးနွေးနေတမင်ကြီးတော့ဖြစ်သွားတယ်အဲ့မှာတို့စပရိုက်လေးတစ်ခုလောက်ပြေးပေါ်မှာစဉ်းစားနေတာ မင်းကတော်တော်ဆိုးတယ်ဗျာ ငါကောင်ကောင်းမလေးမရှိအဲ့လိုကြောင်ပြောတာပေါ့ အေးခါလေးတော့လေရီးသားလေးပါလေးရှိရင်ကောင်းမယ်လို့တွေးမိတာပေါ့ဒီတိုင်းနဲ့နေရတော့ပြောသွား
တိုက်ရေဆောင်းလာတော့မပေးတာတော်တော်ကြာပြီနော် ဟုတ်ကဲ့ပါလေဟိုခဏတော့စောင့်ပါဗျာဟိုကျွန်တော်ဆင်ပြေအောင်လုပ်ပေးပါမယ် ပြောတာပဲ နေဟိုနေ့ကငါလို့တော့လိုက်လို့တယ်လေအဲ့နဲ့ငါလည်းဒီနေ့နေပုံဆွဲအောင်လိုက်ဆွဲကြည့်ရ အဲ့နေရငါ့ကိုမြင်လာလား ညင်တာပေါ့ငါမကြည့်တလို့နေနေရပဲရှိရအကုန်မြင်ရတယ်အကုန်လုံးတော့မဟုတ်ပါဘူးငါမြင်ချင်တဲ့အရာဆိုရင်မကြည့်နေလည်းမြင်ရတယ်နေရဘာလို့ပုံဆွဲရအောင်စာရွက်နဲ့ခဲရမနဲ့မဆွဲဘဲနဲ့အဲ့ကြောက်တယ်မုန်းနေပြီနဲ့ဆွဲရတယ်အတိကျလို့ပါဖြေပါ ဆိုင်ရွက်နဲ့ခဲတံကလူညံ့တော့ဆွဲရတာလွယ်တယ်လေမြေပြူနဲ့ကြောက်တင်ပုံနဲ့ဆွဲတာမာကျော်တော့ဆွဲရတာခက်တယ်ဒါပေမဲ့ပို့ပြီးတော့မာကျော်တဲ့ຢာတစ်ခုပို့ပြီးတော့ခက်ခဲတဲ့လို့တစ်ခုအောင်မြင်အောင်လုပ်နိုင်သွားတယ်ဆိုတဲ့ခံစားချက်ကိုကြိုက်လို့ ပေးစို့မြေပြူပဲဆွဲပြမယ်ကြည့်ဟာဘယ်လိုလဲမဆုံးလား မဆိုးပါဘူးဒါလို့ဆိုရင်နောက်10နှစ်လောက်နေလို့ရှိရင်ငါလက်ရောက်နေနိုင်တယ်ဟိုဒါတဲ့နဲ့နေမရ အဲ့နာမည်ကနင်းနွေ အဲ့နာမည်ကရဲတတ်တချင်းနဲ့နားတော့ကောင်းအားကြည့်လို့ဆိုဒီနေ့ဘာပုံဆွဲထားလဲငါပြပါနင်းပြောနာ မင်းကဘယ်လိုလုပ်သိ ဩနင်းကတနေ့တာစိတ်ခံစားချက်တွေကိုပုံဆွဲလေးရှိရလေ
အဲ့နဲ့ငါလည်းဒီပုံလေးကြည့်ပြီးတော့နင်ပြောနေမယ်လို့ခံမှန်းကြည့်လိုက် အခုလိုပုံဆွဲတာငါရဲ့တနေ့တာစိတ်ခံစားချက်တွေကိုဖော်ပြရတယ်ဆိုတာဘယ်သူမှမစဉ်းစားမိကြဘူးကွာနည်းပထမဆုံးပါအဲ့ကိုလမ်းတော့လန့်လာ ဟာမလဲပါနဲ့ လန့်လာကွာငါလှုပ်ဝက်ချက်တွေကုန်သိနေမလို့လို့ပေါ့ အော်လှုပ်ဝက်ချက်တွေကပြောမလားဟဲ့နင်ကလည်းထိန်းထားပေးမှာပေါ့ 谢谢都那碰面里的妈咪啊，半开关。经历的场面少年米给他给的呀冷他妈，不要悲伤，不要忍了，开呀断了苦的了。家你妈母里带的母的那里对手牵的，像是我里包个走远里对起。靠母嘛母有时陪嘛，求我信仰苏内下，求雷都他们起米的你也拿家比，都也谢谢都那。ဒီတော့မှဆိုတော့မဆောင်းတာ ငါမိုးရတူကြိုက်တယ်လေမိုးရအောင်ကြည့်ရတယ်ကြိုက်တယ်မိုးရရင်ကြီးဆောင်ရအောင်ငါမကြိုက်ဘူး နဲ့ရလေမွေးရသည်ကိုကြိုက်တာနဲ့ထီးဆောင်ရတော့မကြိုက်တာဘာဆိုင်လို့ ဆိုင်တော့ပေါ့မိုးရရဲ့ချိန်ထီဆောင်လိုက်လို့ရှင်မိုးရတူကိုတစ္ဆာဖောက်လိုက်တာပဲလေပြီးတော့လူရဘာလို့ထီးဆောင်ကြရလဲနားမလဲဘူးမိုးရရမ်းသေးလာလို့ရှင်ထီးရမိုးလောင်လုပ်ပေးနိုင်တာလည်းမဟုတ်ပဲနဲ့ဒီတိုင်းအစိုးခံလိုက်တာမှမိုးရဒီပေါ်တစ္ဆာရှိရအောင်မယ် အေးပါဟာလည်းနေပြောသလိုမျိုးမွေးရဒီဘောသစ္စာရှိအောင်ကြိုးစားကြည့်ပါဦး ဘာဖြစ်လို့လဲငါမိုးရဒီကိုတစ္ဆာရှိချင်တိုင်းနေတစ္ဆာရှိကြမှာမလို့လား ဟာလည်းနေတွေ့ရတိုင်းအဲ့နေကြည့်ချင်ဟဲ့နင်း သူကနင်တို့နှစ်ယောက်က ဟဲ့နင်းနေနေတည် အေးစာကြည့်တိုင်းမှာတည်တယ်မင်းနဲ့နင်းနေနေတော့တည်တာ မင်းကတခါပြောဦးတဲ့ငါတန်းနေကောင်မလေးဆိုနင်းနေတယ်နင်းနေဟွာနင်းစားဖင်းစားလို့ရအောင်လို့နင်းကြိုက်တာလေးငါဝယ်တာကိုပြကိုလေးဟိုငါတကယ်ချင်းနဲ့တန်းတော့တက်လာမှာနော်တော့အားပြီနော် ရဲ့နင်းနေနေတရားတော့ငါ့အောင်ပြော အေးတည်တာမကြသေးဘူး အေးပါထားလိုက်ပါတော့မေးလား တော့နေရာပွဲကြောင့်မထွေချေရနိုင်ပါတယ်။ကြာရန်လို့ဆက်ဆက်ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့အနီးတွေအတွက်ဒီကနေ့ညနေထိခံတဲ့ချက်ကတော့နေရာပွဲကြောင့်မထွေချေရပါမယ်။ကြာရန်လို့80ဖြစ်ပါတယ်ရှင်။
ဟဲ့ရဲမင်းကွာတနေ့ကုန်လိုက်ရှာလိုက်ရတာမဟုတ် အေးငါတနေ့ကုန်တက်နေလို့ပြောအောက်ပေါက်လိုက်ရှာ နင်းနေဖွင့်ပြောတော့မလို့အကြောက်နေလို့ မင်းကကြောက်တယ်မင်းကကြောက်တယ်လေ ဟုတ်တယ်ငါကြောက်နေငါဘာကိုကြောက်နေလဲဆိုတော့နင်းနေဖွင့်ပြောမှကြောက်နေငါရင်မင်းကလေးနေတော့ခုလိုခါမှမခံစားဘူးခုမှနင်းနေရှိရောက်ခြေတွေလက်တွေရောတန်းနေရတော့မှာအမင်းကတခုလောက်ကိုကြည့်ပေးဦး ငါကတော့ဖြစ်မရှိရကောင်းပါကွာမင်းဘလို့ကူညီနိုင်ပါလဲ မင်းရတယ်ကွာခုလေးပဲကူညီပေးပါဒီပါလေမနင်းနေစတွေ့တယ်ကတနေ့စတဲ့ဆောင်ရေးထားဒီစားလေးတို့သူကိုပြင်ရတယ်ပြီးမင်းလည်းနင်းနေနဲ့တိနေရပဲဟောဒါလေးကိုကူညီပေးပါသားကြမင်းပေးပြအောင်ဝေးပေးနော်လက်ဖေးချက်ကိုရဲ့ မေး ဆောင်းဝန်းနေနေစားမကြဘူးလား ကြက်ပါတော့ စားလေးပါလေးတော့ကောင်းကောင်းလေးနဲ့နော်မင်း ဟာ ရိုး
ပြောလိုက်သင်ကကိုမိုးတိတ်တဲ့ထိစောင့်နေရမလား ဆောင်းပါလေ ခဏနေတော့မိုးတိတ်တော့မယ်ထင်ပါတယ်နော် နင်းနေအကြောင်းပေးရင်နိုင်ငံခြားမှာလုပ်သွားလို့ ဟုတ်တယ်ဒီကွာပေါ်မှာငါစိတ်ဝင်စားကြရတယ်အများကြီးရှိရင်ရှိအောင်ပါပြီးတော့အဲ့အရိုလည်းငါထပ်ပြီးတော့ရှာကျင်တယ်ကြည့်လိုက်မင်းအောင်ကြောင်းပြင်ပါလို့ချင်တယ် ကိုယ်ပိုင်ကြောင်းလေးဖွင့်တင်တာပြီးရင်ကြပြားလေးရေးရတယ် ဒီနေ့ကဒီညမှာတော့အတွေ့အကြုံမတူဘူးနော်ဟဲ့လေဒီနေ့ရောက်တရားရကိုင်းတော့အတွေ့အကြုံထွက်ကြကြဖို့ဆိုတာရှင်းလို့ရှင်းနိုင်လား နင်းငါလည်းပြောကြစီရ ဘာပြောမလဲပြောလေ သူကနင်းကိုချစ်နေတာအဲ့ဒါသူနင်းကိုဖွင့်ပြောလာလို့ရှိရင်ဖြေပေးလိုက်ပါ ဟာလေမင်းကငါနဲ့တူတာကိုချစ်သူချစ်စေချင်နေရလား အဲ့လိုတော့မဟုတ်ပါဘူးကဒါနင်းကိုဒီတိုင်းပြင်နေတယ် ဘရူဆီယာနှင်းတွေရဲ့အချက်ကိုရဖို့စက်ကြိုးစားဖြစ်သေးလားပြီးတော့ဘာတွေဖြစ်သွားသေးလဲသူရနဲ့နှင်းတွေရောကြီးစားဖြစ်သွားကြသေး ဟုတ်တယ်ဘရူစီယာကြောက်နေလို့ပါကျွန်တော်သာဆိုကျွန်တော်ချစ်တဲ့မိန်းကလေးကိုဘလို့နီးနေပဲရအောင်ကြိုးစား ကြာလာတော့လေနည်းနည်းတော့မေ့နေပါကွာ အဲ့ဒါကြောင့်ဆရာကူးချေကြီးပုံနေဆွဲနေသေးရလား ဟုတ်တယ်အဲ့နေရလေမိမြတ်ကပုံဆွဲတဲ့အကြောင်းကိုလာပြောနေလို့ဆရာရှင်းပြတယ် ဘရူဆီယာကိုကျွန်တော်အထင်လွဲခဲ့တယ်တောင်းပန်ပါတယ်ဗျာ ဟုတ်တယ်ကျွန်တော်တောင်းပန်ပါတယ်ဆရာ ရှားပါတယ်ကိစ္စမရှိပါဘူး တိုက်ငါမနေ့ပြန်မိမဲကိုအမြန်ဖွင့်ပြောမှဖြစ်တော့မယ်တင် ပါထားတယ်ရောက်နေပြီလားစားရအောင် ဟုတ်ချီယာ ချီရ ဒီကနေ့တခုခုသွားဆောင်လားမင်းမြန်ငါအိတ်ပေါ်လေးငါလို့ရအောင်လားမင်းမြန်အနေကိုတော့ကြားတယ်မင်းမြန် မိမြတ်ငါပေးရစာလေးကိုလက်ခံပေးပါနော်ဟိုပါလေနင်ဦးအိပ်ပြန်မှာမလားငါနင်ကိုပြန်လိုက်ပို့ပေးမယ်နော်နော်လို့ပြန်လိုက်ပို့ပေးမယ်လေ
မင်းမြတ်ပြန်သေးဘူးလား ဟုတ်တယ်ဆရာမိုးတက်အောင်ဆောင်ရင်အတွေ့လည်းများရင်ပေါ့ တွေးမရတယ် တခါလေကြာရင်ကိုလိုချင်တဲ့ပျော်ရွှင်မှုကိုလိုချင်တဲ့သူစီရမရပဲနဲ့တခြားလူကအတင်းပေးနေအောင်ခံရတာမျိုးပေါ့ဆရာရောအဲ့ဒါမျိုးကြုံမလားယင် ဒီမိုးရီဆက်လေးတွေလို့ပေါ့ကိုကရွာပေးပါလို့တောင်းဆိုနေပေမဲ့လေသူရွာခြင်းတဲ့အချိန်ကြမှာတေးသေးမဲမဲရွာတတ်တာမျိုးပေါ့ဒါပေမဲ့လေဆရာတို့ကဒီမိုးရီဆက်လေးတွေကိုပဲချစ်နေရတာမဟုတ်ဘူးလားသူမှလည်းရွာချဖို့အတွက်ခက်ခဲရှိနေမှာပေါ့လေ မင်းမြတ်တေချာကျူးစားပြီးပြန်အောင်တော့မိုးမမိစေနဲ့မင်းမြတ်မနှက်ပြတ်တော့ညောင်းနေမယ်နော်တာကြီးမနှက်ပြတ်တော့ငါဆောင်းစိတ်လှူရှားနေပြီ အေးပါအေးပါကျွန်တော်မနေ့ပြန်ခွင့်တရားလောက်ယူပြစီဆရာ ဘာကိစ္စရှိလို့လဲကတော့ဘာလဲဆရာနဲ့နင်းတွေဘလို့စသိန်းသွားလဲဆိုတော့ကတော့သိချင်နေရမှာလားရဲလိုက်你ငါ့ကိုချက်လားခါလေးကြတော့အခုလိုမျိုးဖြစ်ပြတယ်လို့အိမ်မက်မက်နေတာမျိုးပဲဖြစ်လိုက်ခြင်းဗျာချစ်တယ်ဒီမုန်းနေဆိုတာလေချိန်ကြလာရင်သူ့ဟာနဲ့သူမေးတော့ဘာကြောင့်လဲသူတို့မှမဟုတ်ပါဘူးဒီအချိန်မျိုးမှာ
ဘသူပဲဖြစ်နေပါစေအဒီစကားကိုပြောရင်မင်းခုခုမှမယုံကြည်ရင်ဘယ်သူကမင်းကိုယုံကြည်လာမှလဲကတော့ရဲ့မင်းမြတ် မင်းမြတ်လာတော့မယ်နင်းတွေကိုပြန်တွေ့တော့ကျွန်တော်စဉ်းစားနေမိတယ် တို့ရဲ့ရှိရှိတော့ငါပုံမြင်လေးတွေမှမင်းဟာပန်းခတ်တာ ဘဝမှာကိုယ်နဲ့ဝေးခွာသွားတဲ့သူတွေကအိမ်မက်ထဲမှာပုံစံတစ်မျိုးနဲ့ပြန်ပေါ်လာတယ်လားခုဖြစ်ချင်တဲ့အခြေအနေတစ်ခုနဲ့ပေါ့အဲ့လိုသာဆိုရင်အိမ်မက်ထဲမှာနှင်းတွေကိုကျွန်တော်ချစ်တဲ့အကြောင်းပြုတ်ပြလိုက်ခြင်းတယ် တော့ကြာနေမှာမိုးတဲ့ဒီမိုးနာလေးတွေဆုံးချင်ချမ်းစီလေးဘောကစိုးရလေးတွေချီအမိုးနာမိုးရစပိန်နာကျူကိုစိန်ရောင်ဆိုးနေရှာ ပြီးတော့ကျွန်တော်ကသူချစ်တဲ့မိုးရေစလေးတွေဖြစ်နေသူစီကိုပြန်ရောက်လာမယ် တာတာပွေပချင်းမျိုးကိုလက်ဆောင်ပေးစမ်းပါအဖြူရောက်ထွေးများဒီပေါ်မှာခါရှုံးကလေးတွေပြုံးလို့ကြတော့ချာနေမမိုးတဲ့ချောင်းလာပိုင်းဆိုလမ်းနေဝဲလေချီကဟိုးရနာပြပါ